အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီ Raffles College ရဲ့မြန်မာနိုင်ငံတာဝန်ခံကိုတီဟာပေါ့နော် So I am the country manager of Raffles College. So let me be sharing some of our campus's photos. So I will be switching on and off with Burmese and English because Miss Katie also would like to understand our products. So Yeah, yeah, thank you. bear with me. Okay, so let me share my screen. All right, I believe you all can see my screen. Yeah. Okay, let me start. Okay, so our campus was established in 1990. So 1990မှာကျွန်တော်တို့ဒီRaffles Singapore မှာအကြောင်းကစပြီးမှတည်ထောင်တယ်ပေါ့နော်ဆိုတော့အခုဆိုရင်တော့ like 36 years ရှိနေပြီဆိုတော့ကိုးနိုင်ငံမှာ campus 16ခုတောင်မှရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဆရာမတွေပေါ့နော်ဒါRaffles campus မှာဆိုရင်တော့ဒါစင်ကာပူမှာဆိုရင်တော့ like Singaporean တွေပဲဘယ်လိုပြောမလဲ Singaporean တွေကပဲစာတင်ပေးတာမျိုးမဟုတ်ဘဲね like all over the world ဝါရင်ဆရာမတွေကတင်ကြပို့ချပေးနေတယ်ပေါ့နော်ထိုင်းမှာလည်းအတိုင်းပဲဟုတ်ကဲ့ပါဆိုတော့ကျောင်းတွေအများကြီးရှိတဲ့နဲ့မှာ like why you choose Raffles there are a lot of universities across the world and why you should choose Raffles is that experience in international lecturer တွေကတင်ကြပို့ချပေးတယ်ခုနကျွန်တော် slide ထဲမှာလည်းပြောသလိုပေါ့နော်ဆရာမတွေကလည်းသူတို့ကိုယ်တိုင်သူတို့ကို၌ကinterior design ဆရာဆိုရင်သူကို၌ကလည်း interior designer တယောက်ဖြစ်တယ်fashion design ဆိုရင်လည်း fashion designer တယောက်ပေါ့နော်စသဖြင့်ပေါ့ပြီးတော့လို့ရှိရင် exclusive learning experience ဖြစ်တယ်ဆိုတော့small class size 20 by 1 like 20 students and one lecturerအဲ့လို ratio နဲ့ပဲသွားတဲ့အကြောင်းတစ်ခုလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီစာသင်တဲ့တခြားမှာ industry projects နဲ့ internship လည်းရှိနေတယ်ဆိုတော့ internship ကလည်း paid internship ပေါ့နော်ဆိုတော့အဲ့ဒီအပိုင်းကိုကျွန်တော် next slide တွေကြာရင်ကျွန်တော်နည်းနည်းအသေးစိတ်ပြန်ပြီးမှပြောပေးသွားပါမယ်ပြီးတော့ campus ကလည်း like we have in 9 countries 15 campuses so student can choose like စင်ကာပူမှာတွားမှာလားအီတလီမှာတွားမှာလားမလေးရှားမှာတွားမှာလားစသဖြင့်ပေါ့ so student have a choice to study abroad ပြီးသွားလို့ရှိရင် networking opportunity လေးကောင်းတယ်ဘာလို့ဆိုတော့ campus တစ်ခုထဲမှာကျွန်တော်တို့ကဒီprogram တွေအများကြီးရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုနဲ့တစ်ခုကျွန်တော်တို့ဒီ network လုပ်ရတယ်ပေါ့နော်ဥပမာ fashion show တပွဲဖြစ်မြောက်ဖို့ဆိုရင် fashion marketing သမားတွေရော interior design သမားတွေရောfashion design ကျောင်းသားတွေရောအဲ့လိုစုပြီးမှ assignment လုပ်ရတာပွဲဖြစ်မြောက်ဖို့အတွက်အသီးသီးဒီ department မတူညီတဲ့ဟာတွေလိုက်လုပ်ရတဲ့ဟာမျိုးတွေရှိရပေါ့နော်ဆိုတော့ဒါ networking opportunity လည်းကောင်းတယ်ပြီးတော့ design ကျောင်းဖြစ်တဲ့အလျောက်လည်း practice based learning ဖြစ်ပါတယ်ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ Raffles Singapore ပဲဖြစ်ဖြစ် Raffles in general ဟိုကျွန်တော်တို့တက်လို့ရတဲ့ဘာသာရပ်တွေပေါ့နော် games design တွေရှိမယ် jewelry animation digital graphics စသဖြင့်ပေါ့ design ဘာသာရပ်နဲ့ပတ်သက်လာပြီဆိုတော့ like these are the programs that we have students can choose from ပြီးသွားလို့ရှိရင်ဒါတွေကကျွန်တော်တို့ industry partners ပေါ့နော်ဒါဒီအထူးသဖြင့် Raffles Singapore အတွက်ပေါ့ဆိုတော့ဒီចောင်းသားတွေက internship ဆင်းတော့မယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီ partner ဖြစ်တဲ့ဒီ industry partner ဖြစ်တဲ့ဒီဗလဲ company တွေမှာတွားပြီးမှinternship တွားဆင်းပေးရတယ်ပေါ့နော်Okay ဆိုတော့ဒီအားလုံးသိတဲ့အတိုင်းပဲ Bazaar ဆိုတဲ့fashion magazine မှာကျွန်တော်တို့ရဲ့ဒီចောင်းသားတယောက်မြန်မာចောင်းသားပေါ့နော်မင်းခန့်ကျော်ဆိုတဲ့ចောင်းသားလေးရဲ့ graduation ကိုလည်းfeature လုပ်ခံရပါတယ်ဆိုတော့ကျွန်တော်ဒါလေးကတော့မင်းခန့်ကျော်ရဲ့ပုံနဲ့သူ့ရဲ့graduate final project ပေါ့နော်ဗီဒီယိုလေးတစ်ချက်လောက်ပြပါရစေ Please let me know if you cannot hear the sound This collection translates the unsettling experience of sleep paralysis into a form of artistic expression. Inspired by both personal memories and Asian mythology, each piece reinterprets fear and vulnerability as sources of strength, transforming darkness into beauty and using creativity as a means of reclaiming power. My name is Min Kan Jo,
or Alex, and this is Intertwined. Okay ကျွန်တော်တို့ဒီဗီဒီယိုပေါ့နော်graduation show 2025တုန်းကဒီဇွန်လပိုင်းမှာဖြစ်ခဲ့တဲ့graduation show ပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ကျောင်းသား fashion design ကျောင်းသားမင်းခန့်ကျော်ရဲ့လက်ရာလေးတွေပေါ့နော်ဆိုတော့ဗီဒီယိုအပြည့်တော့မပြတော့ပါဘူးဘာလို့ဆိုတော့YouTube မှာလည်းရှိပါတယ်ကျွန်တော်ဒီ slide ထဲမှာလည်းတခြားဗီဒီယိုတွေလည်းနည်းနည်းများနေတော့ပေါ့နော်ကျွန်တော်ကြော်လိုက်ပါရစေ Let me skip this because I have another videos to show so it might take a lot of time so ဒါတော့ကျွန်တော်တို့ရဲ့ဒီ Raffles campus စင်ကာပူရဲ့ campus ပုံပေါ့နော်ဆိုတော့အဲ့မှာလဲကျွန်တော်ဗီဒီယိုလေးတစ်ချက်လောက်ပြပေးရစေဟုတ်ကဲ့ပါအဲ့ဒါကြတော့ကျွန်တော်တို့ဒီ Raffles Singapore ရဲ့ campus tour video လေးဖြစ်ပါတယ်
ဆိုတော့ကျွန်တော်တို့ဒီ Raffles Singapore မှာကတက်လို့ရတဲ့ဘာသာရပ်တွေကတော့ဒီမှာကျွန်တော်တို့ဒီဘာလဲ orange color နဲ့ဒီ highlight လုပ်ထားတဲ့ဟာတွေက preparatory course ပေါ့နော်ဥပမာကျောင်းသားတယောက်ကကိုရန်ကျောင်းဟိုပေါ့ကိုရန်အောင်တဲ့ကျောင်းသားဒါပေမဲ့ Raffles Singapore ကိုလာတက်ချင်တယ်ဆိုရင်IGCSE ကျွန်တော်တို့စီမှာတက်လို့ရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ3 years program အတွက်ကိုentry requirement နည်းနည်းမီတာအင်္ဂလိပ်စာ sorry အာအတန်း sorry academic မမီတာပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒါ foundation studies လည်းတက်လို့ရတယ်တကယ်လို့အင်္ဂလိပ်စာနည်းနည်းလိုအပ်နေတာမျိုးဆိုရင်တော့ foundation English advanced English စသဖြင့်ဟိုပါပေါ့ဒီ3 years bachelor အတွက်ကို foundation တစ်ခုအနေနဲ့ preparatory အနေနဲ့ဒါတက်လို့ရတဲ့ဘာသာရပ်တွေပေါ့ဒါဟိုပါပေါ့orange color လေးနဲ့ highlight လုပ်ထားတယ်ဒီခလေကအပြာရောင်တဲ့ဟာကြတော့ဒါ main program တွေပေါ့နော် animation design digital media design game design graphics fashion jewelry interior and product design ပေါ့เนาะဒါတွေကအဲ့ဒီထဲမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံចောင်းသားတွေထဲမှာဟိုပေါ့popular အဖြစ်ဆုံးကတော့ fashion design နဲ့ interior ပေါ့เนาะဒါပေမဲ့အခုနောက်ပိုင်းfashion marketing အခုဒီမှာဟိုဘေးမှာဒီအပြာဖြော့လေးနဲ့ဟာကmerchandising category ပေါ့ fashion marketing လည်းတက်လို့ရတယ် advertising and digital marketing global business ဆိုတော့ဒီဟာတွေအားလုံးကအကြောင်းသားတွေ Raffles Singapore မှာရွေးလို့ရတဲ့ဘာသာရပ်တွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Raffles Singapore မှာကျောင်းတက်မယ်ဆိုရင်တော့ they have to go like if they spend 3 years and they will get a bachelor degree 3နှစ်တက်မယ်ဆိုရင်တော့ bachelor degree တစ်ခုရမယ်ပြီးသွားလို့ရှိရင်အဲ့ဒီ3နှစ်ကိုဘယ်လိုတက်ရမလဲဆိုတော့ pathway ကိုပြောရမယ်ဆိုရင်တော့ they have to go they will start from 6 months diploma and then proceed to 18 months advanced diploma so and then if they complete 2 years and then the final year is 1 year so 6လကနေဒီ top up degree အထိကိုသွားမယ်ဆိုရင်တော့ဒီ6 month diploma နေသွားမယ်ဆိုရင်တော့3 years bachelor degree ပေါ့နော်ဆိုတော့တကယ်လို့ဒီဟာတက်ဖို့ကိုအမှတ်မမီတဲ့လူတွေအတွက်ကဘယ်လိုမျိုးဟာတွေတက်လို့ရသေးလဲဆိုရင်တော့ဟိုပေါ့ခုနအင်္ဂလိပ်စာမမီတဲ့အကြောင်းသားဆိုရင်3 months foundation or advanced English about 3 months that depends on foundation English ကိုတက်ရမယ်ဆိုရင်3လadvanced English ကိုတက်ရမယ်ဆိုရင်3လနှစ်ခုလုံးတက်ရမယ်အကြောင်းသားဆိုရင်တော့6 months ဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့ကိုရန်အောင်တဲ့အကြောင်းသားတွေဆိုရင်တော့ဒါ24 months IGCSE တက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီ IGCSE ကြတော့တခြားနဲ့ဘာမတူပါလဲဆိုရင်တော့တို့ကဒီ design နဲ့ပတ်သက်တဲ့module တွေပဲသင်ရမှာဆိုတော့အဲ့ဒါလေးတော့တခြားဒီပုံမှန် IGCSE နဲ့မတူတဲ့အချက်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီသတ်မှတ်ထားတဲ့ academic background မမီဘူးဆိုရင်တော့ဒီ 3 months foundation studies ကိုတက်လို့ရတယ် for example ကျွန်တော်တို့ဒီ10တန်းလက်ခံတယ်ပေါ့နော်10တန်းဆိုတဲ့နေရာမှာစနစ်ဟောင်းဖြစ်တဲ့ matriculation လည်းလက်ခံတယ်IGCSE O level လည်းလက်ခံတယ် A level လည်း GED လည်းလက်ခံတယ်ဆိုတော့ကျွန်တော်တို့ဒီလက်ခံတဲ့ academic background တစ်လျှောက်မှာတကယ်လို့for example တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်matriculation ပေါ့နော် matriculation မှာကအမှတ်ဒီ6ဘာသာရှိရ6ဘာသာမှာအင်္ဂလိပ်စာတော့မကြည့်ဘူးကျွန်တော်တို့ဒီကျန်တဲ့4ဘာသာတွေကအမှတ်ဟိုပေါ့50နဲ့အထက်ရရမှာကိုတကယ်လို့တဘာသာလိုနေတာမျိုးတဘာသာထဲမှာတော့အမှတ်40နဲ့လောက်ပဲအမှတ်40လောက်နဲ့ပဲအောင်တာမျိုးဆိုရင်တော့ foundation တက်မှာအဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ဒီ foundation ကရှိတာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ဒီ Raffles Singapore မှာဒီပလိုမာနေစတက်ဖို့ဆိုရင်ဘာတွေလိုအပ်လဲဆိုရင်ခုနကျွန်တော်ပြောသလိုပဲmatriculation အတွက်ဆိုရင်တော့4 subjects ပေါ့နော်အင်္ဂလိပ်စာတော့ကြည့်လိမရှိဘူး4 subjects မှာအမှတ်50နဲ့အထက်ရမယ်ဆိုရင်တော့ကျွန်တော်တို့လက်ခံတယ်ပြီးသွားလို့ရှိရင် O level သမားတွေဆိုရင်လည်းgrade A B C D တဲ့ကအမှတ်sorry subject 4ဘာသာမှာရထားတယ်ဆိုရင်လည်းကျွန်တော်တို့လက်ခံတယ်ပေါ့နော် GED ဆိုရင်တော့အမှတ်ကိုမကြည့်ဘူးကျွန်တော်တို့ subject all pass ဆိုရင်တော့we also accept GED even O level A level matriculation grade 10 any kind of high school ဟိုပေါ့ diploma ပေါ့เนาะအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့လက်ခံပါတယ်ပြီးတော့English ဟိုပေါ့ဒီကျောင်းထဲမှာပေါ့เนาะဟို Raffles ရဲ့ campus တိုင်းမှာကဟိုအင်္ဂလိပ်နဲ့ပဲစာသင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေရဲ့English skill ကိုလည်းကျွန်တော်တို့တောင်းထားတယ်ပေါ့เนาะဆိုတော့ minimum IELTS 5.5 or equivalent or else Duolingo score 100 or above or if they don't have anything then they can sit placement test
Raffles ရဲ့ placement test English placement test ကိုfree of charge ပေါ့နော်အခမဲ့ဝင်ဖြေလို့ရပါတယ်တကယ်လို့like ဟိုတချို့ចောင်းသားတွေရှိရတခြားចောင်းကနေပြောင်းကျင်တာမျိုးဆိုရင်လည်း credit transfer ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကကျွန်တော်တို့ဒီ diploma ပြောရမယ်ဆိုရင်သူပြောင်းကျင်တဲ့ subject နဲ့တော့ relevant တော့ဖြစ်ရမယ်ပေါ့ဥပမာ fashion design တက်ခဲ့တဲ့လူက fashion design ကိုပဲလာပြီးမှဟိုတက်မှပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင် for example ចောင်းသားတယောက်ကဟိုနီးပညာတက္ကသိုလ်မှာသူကတခုခုပေါ့နော်အဲ့လိုမျိုးfor example နိပညာတက္ကသိုလ်မှာcivil engineering ပေါ့နော်သူကပြီးထားခဲ့တယ် Raffles ကိုလာပြီးမှလဲဒါ credit transfer တော့ရှောက်လို့ရတယ်ဒါပေမဲ့ not sure if he can go through from second year နေတက်လို့ရမှာလားဒီ 6 month diploma မှာတချို့သော module တွေတွိုင်းမှာယူစရာလိုအောင်မှာလားစသဖြင့် that really depends on portfolio တင်ပေးရမှာမလို့ portfolio ပေါ်မှာလဲမူတည်မယ်ပေါ့နော်အဲ့ဒါက credit transfer အတွက်ပုံမှန်ကျောင်းအပ်တဲ့လူအတွက်ကတော့portfolio မလိုဘူးခင်ဗျဆိုတော့10တန်းအောင်လက်မှတ်နဲ့အင်္ဂလိပ်စာဟို proficiency test ပြပေးရုံနဲ့တော့ကျောင်းအပ်လို့ရတယ်master တက်ဖို့လဲအတိုင်းပါပဲ bachelor degree တစ်ခုခုရထားမယ်ပြီးတော့ portfolio နဲ့ CV တင်ပေးရမယ်ပေါ့နော်ပြီးတော့အင်္ဂလိပ်စာကြတော့ IELTS 6.5 in 6.0 in writing and 5.5 in other bands ဆိုတော့အဲ့ဒါလေးကတော့ကျွန်တော်တို့ဒီentry requirement တတ်မှတ်ချက်ပေါ့ပြီးတော့ကျွန်တော်တို့ဒီ English Foundation တက်ဖို့အတွက်ဆိုရင်လည်းအနည်းဆုံးကတော့ IELTS 3.5 နဲ့ညီမျှတဲ့ skill ရရှိမှပဲတက်လို့ရမယ်ပေါ့နော်ပြီးတော့ IGCSE အတွက်ဆိုရင်တော့ကိုရန်အောင်တဲ့လို့ဆိုရင်တက်လို့ရပါတယ် Foundation Studies ကြတော့တဘာသာမှာဥမာဒီ10တန်းဆိုတဲ့နေရာမှာ10တန်းအောင်တဲ့လူတယောက်ကအနည်းဆုံးတဘာသာမှာအမှတ်50နဲ့အထက်ရထားတယ်ဆိုရင်တော့Foundation Studies တက်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Raffles Singapore ရဲ့awarded degree ကတော့ UK ကဒီ University of Northampton ပေါ့နော်ဒီပေါ့ UK ကနေပဲဘွဲ့ပေးသွားတာဖြစ်ပါတယ်တက်ရမယ့်နိုင်ငံကတော့စင်ကာပူနိုင်ငံပေါ့နော်အကြာချိန်ကတော့3နှစ်ပြီးတော့ရမယ့်ဘွဲ့ကဒီ University of Northampton ကဖြစ်ပါတယ်ပြီးတော့ intake တွေကိုကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ like we have 4 intakes per year January, April, July and October. Soအခုက July intake ကပြီးသွားပြီ so now we are open for October intake ပေါ့နော် October intake အတွက်ကျွန်တော်တို့ဖွင့်နေပါတယ်ဒါပေမဲ့တခုရှိတာဒီ intake လတွေဒီအတန်းစမဲ့လတွေဖြစ်တဲ့အတွက်ကြောင့်မလို့2လစောပြီးမှတော့အမြဲတမ်းadmission deadline တော့သတ်မှတ်ထားတယ်ပေါ့နော် for example for October intake the deadline would be August 21 so အလွယ်နည်းမှတ်ရမယ်ဆိုရင်တော့2လစောပြီးမှအရမယ်အဲ့လိုနဲ့မှတ်လို့ရတယ်ပေါ့နော်ပြီးတော့ orientation ကဒီကျွန်တော်တို့ဒီ Raffles Singapore မှာဆိုရင်အတန်းမစခင်မှာ orientation ရှိပါတယ်ဥပမာ October intake ဆိုရင် October 2ရက်နေ့က orientation 3ရက်နေ့ကအတန်းစသဖြင့်အတန်းမစခင် official အတန်းမစခင်ကျောင်းသားတွေအားလုံးကျောင်းကိုလာပြီးမှ orientation day လုပ်လိရှိပါတယ်ဒါပေမဲ့ time မှာကျွန်တော်ခဏနေကြပြောပြမယ်ပေါ့နော်ကျွန်တော်တို့ Thai ရဲ့ Raffles မှာကြတော့အဲ့လိုမျိုးမဟုတ်ဘူးဒါပေမဲ့ကျွန်တော် let me explain more about that okay ဆိုတော့ခုနစင်ကာပူတော့ပြီးသွားပြီပေါ့နော်အခုကျွန်တော်တို့ဒီဘန်ကောက်ရဲ့ Raffles campus ကိုsharing ပြန်လုပ်ပေးချင်ပါတယ် so this is our campus in Bangkok okay let me share a video again
ဟုတ်ကဲ့ပါအဲ့ဒါကကျွန်တော်တို့ဒီ Raffles ရဲ့Bangkok campus video လေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Raffles Bangkok မှာကဘယ်လိုမျိုးဟာတွေတက်လို့ရမလဲဆိုရင်တော့စင်ကာပူနဲ့ကတော့ခက်ဆင်ဆင်ပဲ when it comes to design programs ပေါ့နော် fashion ရှိမယ် multimedia video game graphics ပြီးတော့ interior and fashion marketing ပေါ့စင်ကာပူနဲ့မတူတာတစ်ခုကပါလဲဆိုရင်တော့ jewelry design တော့မရှိဘူးပေါ့နော် like လက်ဝတ်ရတနာလုပ်ရတဲ့ဘာသာရက်ကစင်ကာပူမှာပဲတက်လို့ရတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ preparatory course မှာကြတော့လဲ foundation တော့မရှိဘူးပေါ့နော် Thai မှာကြတော့ we don't have foundation program in Bangkok campus only for English foundation အတွက်နဲ့advanced English အတွက်ဒါ English အပိုင်းပေါ့နော်ဟိုအမှတ်အကြောင်းသားရဲ့ဒီ academic အမှတ်နည်းလို့တက်ရမယ် foundation မျိုးတော့မရှိဘူးခင်ဗျဆိုတော့ကျွန်တော်တို့ဒီ design အပြင်ကိုbusiness ဘာသာရပ်တွေဖြစ်တဲ့ entrepreneurship hospitality marketing and supply chain တွေလည်းတက်ရောက်လို့ရပါတယ်ကျွန်တော်တို့ဒီ Raffles Bangkok မှာဟုတ်ကဲ့ပါဆိုတော့ဒီ design မှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ Raffles Bangkok ရဲ့ design ဘာသာရပ်က pathway ကစင်ကာပူနဲ့လည်းအတူတူပဲ6 month diploma they have to start from 6-month diploma and then proceed to 18 months advanced diploma so that makes 24 months ပေါ့နော်6-month diploma နဲ့18လကိုပေါင်းမယ်ဆိုရင်တော့2နှစ်ပေါ့ကျွန်တော်တို့24 months advanced diploma လို့လည်းခေါ်ပါတယ်ဆိုတော့အဲ့ဒါပြီးသွားလို့ရှိရင်ဒီတတိယနှစ်ကိုတစ်နှစ်ပြန်ပြီးမှတက်ရောက်လို့ရတယ်ပေါ့နော်တခုရှိတာထိုင်းမှာကျွန်တော်ဒီလိုပြန်သွားမယ်ဆိုရင်ထိုင်းမှာတက်ရမယ့်ဟို campus ကထိုင်းဒါပေမဲ့like the curriculum for this 6-month diploma is the same with Raffles Singapore curriculum ဆိုတော့ဒီထိုင်းမှာပဲတက်စင်ကာပူမှာပဲတက်ရမယ့်သင်ယူတွေကဟိုပေါ့အတူတူပဲဟိုကွာခြားသွားတာကနေရာကွာဒေတာကွာခြားသွားမယ်ဆရာမတွေတော့မတူဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ at the end of the day သင်ရတဲ့စာကအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ 6-month diploma ပြီးသွားလို့ရှိရင် Raffles Singapore ကနေပဲcertificate ထုတ်ပေးတာဖြစ်တယ်So the certificate is issued by Raffles Singapore when they complete 6-month diploma. And also if they complete a 2 years advanced diploma, the certificate is awarded by Raffles Singapore itself. ဆိုတော့ကိုကျောင်းတက်တဲ့နေရာထိုင်းဆိုပေမဲ့လည်းထိုင်းကျောင်းကတော့ဘာမှထိုင်းဒီ the campus ကတော့ဘာမှတော့ထုတ်ပေးတာမျိုးမရှိဘူးပေါ့နော်စင်ကာပူကပဲထုတ်ပေးတာဖြစ်ပါတယ်တတိယနှစ်ပြီးတဲ့အချိန်ကျရင်တော့တခုကထိုင်းမှာကျောင်းပြီးတယ်ဆိုရင်တော့ရမယ့် degree က Raffles University Malaysia ကနေဘွဲ့ရရှိမှာဖြစ်ပါတယ် so if they completed like 3 years bachelor degree then the degree will be awarded by Raffles University Malaysia so if they do not like Malaysia degree then they can transfer to Raffles Singapore for top up ဆိုတော့ကျွန်တော်ဒီဒုတိယနှစ်ပြီးသွားလို့ရှိရင်မလေးရှားရဲ့ဘွဲကိုမလိုချင်ဘူးUK ဘွဲမှာ UK ဘွဲလိုချင်တာမျိုးဆိုရင်တော့တတိယနှစ်တစ်ခုတည်းကိုပဲ Raffles Singapore မှာပြောင်းပြီးမှလည်းတက်ရောက်လို့ရတယ် then they can get University of Northampton ရဲ့ degree ကို UK degree ကိုရရှိမှာဖြစ်ပါတယ်ဆက်တက်ချင်တယ်ဆိုရင်ကျွန်တော်တို့master လည်းတစ်နှစ်တက်လို့ရတာဖြစ်ပါတယ်ခုနစင်ကာပူနဲ့ဟိုအတူတူပဲပေါ့နော်ဆိုတော့ diploma မှာကကျွန်တော်တို့ဒီ when it comes to design programs we accept every high school level transcripts ပေါ့နော်ပြောရမယ်ဆိုရင်matriculation လေးလက်ခံတယ် grade 10 စနစ်ဟောင်းစနစ်သစ် GED အကုန်လက်ခံပါတယ်ပြီးတော့ English requirement မှာကြတော့စင်ကာပူကတော့ 5.5 IELTS တောင်းတယ် but in Thailand it requires like 4.5 only for IELTS, so it's a little bit lower than Raffles Singapore. Duolingo as well, it's in Singapore, it's score 100 or above, but in Thai, it's 85 or above only. And also, if they do not have both of them, then the student can sit a placement test at the campus or even with the online. And it's free of charge. Top up degree address ဆိုရင်လည်းခုနစင်ကာပူအတိုင်းမှာပဲသူလည်းတခြားကျောင်းကနေပြောင်းကျင်နေဆိုရင် portfolio တင်ပေးရတယ်ဟိုတက်ခဲ့တဲ့ကျောင်းရဲ့ module description ပြီးသွားလို့ရှိရင်ကိုအမှတ်ဘယ်လောက်ရလဲဆိုတဲ့ဟာလေးတင်ပြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံမှာ move ပြီးမှပဲအဆင့်မှာပြန်ထိုင်လို့ရလဲဆိုတဲ့ဟာပြန်ပြီးမှဆုံးဖြတ်ပေးလို့ရတာဖြစ်ပါတယ်ဆိုတော့ခုနကြီး Raffles Bangkok မှာကျောင်းတက်မယ်ဆိုရင်ရမယ့် degree awarded ကတော့ဒီ Raffles University ပေါ့နော်Okay, now let's go to Malaysia.
မလေးရှားမှာကျွန်တော်တို့ campus ကနှစ်ခုရှိပါတယ်ကွာလာလမ်ပူမြို့နဲ့ Johor Bahru ပေါ့နော် like we have two campuses in Malaysia Kuala Lumpur and Johor Bahru so let's start from Kuala Lumpur in Kuala Lumpur, we have the same programs just like any other Raffles campuses, like interior design, multimedia, fashion, graphics, jewelry, just like any other Raffles campuses. Pero what we have here, which others campus don't, is that psychology. Psychology ဒီမှာပဲရှိမယ်ပေါ့နော်မလေးရှားမှာပဲအခုရှိမယ်ပြီးတော့ fashion styling and business ပေါ့အဲ့ဒါလေးတွေကျွန်တော်တို့ရှိတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ခုန mention လုပ်သွားတာ jewelry design ကဟိုပေါ့ time မှာဒါမရှိတာပေါ့နော် like student if they would like to study jewelry design they can either choose Raffles Singapore or Raffles Kuala Lumpur and Raffles Kuala Lumpur is the only campus the only school that offers jewelry design in the whole Malaysia so jewelry design ကိုတက်ချင်တဲ့လူဆိုတော့Kuala Lumpur Raffles ကပဲဒီ program ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေစိတ်ဝင်စားတယ်လို့ရှိရင်လည်းညွှန်လို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမလေးရှားမှာ campus နှစ်ခုရှိတယ်ဆိုတဲ့နေရာမှာ Kuala Lumpur အပြင်ဒါJohor Bahru မှာRaffles University ပေါ့နော်ဒီမှာကြတော့လေဒါ university အဆင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ PhD အထိတောင်မှအကြောင်းဟိုပေါ့ဟို degree ရနိုင်တဲ့နေရာလေးပေါ့နော်ဆိုတော့ပို့ပြီးမှလည်း program တွေပို့စုံတယ်ပေါ့နော်ဆိုတော့ဒါစိတ်ဝင်စားတယ်လို့ရှိရင်လည်းညွှန်လို့ရပါတယ်ဆိုတော့မတိတီးတဲ့လူတွေအတွက်ကြီး Johor Bahru ကဒီစင်ကာပူနိုင်ငံရဲ့ကပ်ရက်မြို့ပဲပေါ့နော်ဆိုတော့တချို့ကျောင်းသားတွေရှိရယ် like if they have relatives in Singapore but they want to study in Malaysia then they can choose Johor Bahru campus because they can just go to Singapore back and forth စနေတနင်္ဂနွေမှာတွားပြီးမှလေတွားပြန်လာအဲ့လိုကပ်ရက်ပေါ့နော်ကပ်ရက်မြို့ဆိုတော့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်တို့ဒီမလေးရှားမှာဆိုရင်က3 years bachelor ရှိမယ်3 years bachelor အတွက်ကကျွန်တော်တို့ဒီမြန်မာနိုင်ငံကျောင်းသားအနေနဲ့ဆိုရင်တော့grade 12ပြီးဆုံးထားတဲ့လူတွေပဲတက်လို့ရမယ်ပေါ့နော်ကျွန်တော်တို့ဒီမလေးရှားအနေနဲ့ကြတော့ they have to complete grade 12 or A level ပြီးထားတဲ့လူတွေပဲlike they can straight go to 3 years bachelor but if they have a background of O level or GED or grade 11 something like that they can go to 2 years diploma first before going to 3 years they have to go through 2 years diploma first and then proceed to 3 years so almost like 5 years they have to go through for that so အဲ့လိုမျိုးလေးတော့ Raffles ရဲ့ Malaysia တော့အဲ့လိုသွားပါတယ်ဆိုတော့ဒီ okay diploma ကိုခုနပြောသလိုပဲ like they have to go through 24 months ပေါ့နော် that's 2 years and top up will be like 1 year or 1 year and a half 12 to 18 months ပေါ့နော်ပြီးတော့ Italy မှာလည်းပြောင်းလို့ရတယ်မဟုတ်ရင်လည်း Singapore မှာလည်းပြောင်းလို့ရပါတယ်ပြီးတော့ master set တက်ချင်တယ်ဆိုရင်တော့1 to 2 years master and then if they want to proceed to PhD they can do that from 3 years to 6 years it really depends on which program they choose ဆိုတော့မလေးရှားမှာကခုနနည်းနည်းချင်းတော့ပြောထားပြီးပြီဒီမှာ diploma ဆိုရင်year 11 or matriculation or GED ဆိုရင်တော့ diploma 2 years ကိုအရင်တက်နိုင်တယ်ပေါ့နော် but bachelor 3 years ကိုတက်ဖို့ဆိုရင်တော့grade 12 or year 12 complete or ဟိုပေါ့GED sorry A level အဲ့ဒါတွေလည်းကျွန်တော်တို့ bachelor အတွက်ဆိုရင်တော့အဲ့လောက်ရမှရပါတယ်ပြီးတော့ master degree ဆိုရင်လည်းဒါ bachelor တစ်ခုခုရထားမှကျွန်တော်တို့ဒီ master degree ကိုပြန်ပြီးမှအကြောင်းလျှောက်လို့ရတာဖြစ်ပါတယ် okay intake အနေနဲ့ကတော့ခုနစင်ကာပူနဲ့ထိုင်းဆိုရင်တော့အတူတူပဲပေါ့နော် like we have 4 intakes per year but in Malaysia 3 intakes per year January May and September so for this year September is the nearest intake and the last intake of the year ကျောင်းလျှောက်ချင်တယ်ဆိုရင်ကျောင်းလက်ခံနေပါပြီပြီးတော့ scholarship က okay ကျွန်တော်တို့ဒီအခုလက်ရှိ time မှာ in Raffles Bangkok we do have 10% scholarship for those who would like to study 3 years bachelor program
နှစ်လုံးတက်မဲ့လူတွေအတွက်ဆိုရင်တော့10% scholarship ရှောက်လို့ရပါတယ်အဲ့မှာဘာတွေလိုအပ်လဲဆိုရင် portfolio တော့တင်ပေးရတယ်ပေါ့နော် like fashion design ကိုတက်ချင်တဲ့လူဆိုရင်တော့ fashion design နဲ့သက်ဆိုင်တဲ့ portfolio so it has to be relevant if they want to study fashion design they should provide a portfolio which is relevant with fashion design or any other fashion ပြီးတော့ကျွန်တော်တို့ဒီ August လို့ဒီမှာရေးထားပါတော့ August intake ကြတော့ကျွန်တော်တို့ဒီ business အတွက်ပေါ့ business အတွက်ဆိုရင်ကျွန်တော်တို့intake က2ကြိမ်ရှိတယ် January နဲ့August တစ်နှစ်မှာပေါ့နော်ဒါပေမဲ့design ကြတော့4 intakes ဆိုတော့ကျွန်တော်တို့ဒီ business အတွက်ကိုတက်ချင်တဲ့လူဆိုရင်တော့ business plan portfolio အစား business plan တင်ပေးလို့ရတယ်ဆိုရင်တော့ဒါ10%ရနိုင်ခြေရှိပါတယ် Singapore မှာကြတော့ even in Singapore we have three categories I mean three categories for scholarships so they have to provide portfolio and personal statement so it depends on how good they are and how like you know it depends like if they are good at their portfolio then they will get 10,000 or 500 so we have three categories 1,500 5,500 2,500 so and so on or they might not get at all but for this one they don't have to study 3 years bachelor program they can even apply this if they only choose for 6 months diploma okay so my presentation is about to end if you have any other question you can ask မေးကြရှိတယ်သိချင်တာရှိတယ်ဆိုမေးလို့ရပါတယ်ခင်ဗျ presentation ကတော့အဲ့လောက်ပါပဲ back to you Miss Kitty Thank you, Chiha, for the useful information. If anyone have the question, please feel free to drop in the chat. I'm not sure, Chiha, can you see the chat in case if we have the questions? In the chat yes box? I can see the chat yes Yeah. Okay, please feel free to raise your questions. Okay, I have one. I would like to know okay. Can you approximately how long if Myanmar student come to Singapore? How long for the visa? Is 1 month or 2 months? Oh, okay. So if a student applied, for example, the application is successful, they have to apply their visa in ICA website. So it might take, it usually take 4 weeks. 4 weeks. Yeah. Okay. 4 weeks. So within 4 weeks, we do know if it's approved or reject. And then once it's reject, the student can do appeal. They can appeal it. They can submit appeal letter and any other supporting documents. And then we can wait for another 4 weeks. But that's just a duration. We can get to know the result within 4 weeks. So it can be, we might get within a week also. But the duration is within 4 weeks. So like a month, yeah. So we encourage for those who would like to study in Singapore, the earlier they submit their application, then the better, because that gap is, we have to consider for that one as well. I see. And after the application submission, how long the student can get the offer letter? It's pretty fast. They can get it like a day or two. Oh, wow. Wow. Yeah. That's cool. The very first step is that we have to confirm whether they are eligible to enroll with us or not. So after confirming the documents and everything, then the student can pay application fee, and then after they pay, like they will instantly get letter of acceptance. Do the students need to provide a bank statement, like a financial statement? To the school, it doesn't, we don't ask, like from Raffles, we don't ask students to provide those documents, but ICA usually do ask to the students. So we recommend that they submit alongside with other documents, supporting documents. So they can provide us bank statement or
bank certificate also. Or if they don't have that, then they can even submit their, how would I say, their any other, something to prove that they can afford this tuition fee. So this is for both Singapore and Malaysia, right? Yes. Mhm. For Thailand, we don't need. I mean, the student doesn't. They do need to provide bank statement though to the Thai embassy, but Mhm. the amount is not that high. It's okay. Student can just show whatever they want. Okay, thank you. Mm. Well, no questions. So it seems like your presentation is very completely perfect, perfectly clear. I believe so. Yeah. Yeah. Anyway, I mean, like, they can always get back to you, or you can always get back to me for any other questions that might arise later on, because I covered Singapore, Bangkok, two Malaysia campuses, so the information might be, scattered. So if I can help out later on also if any other questions arise later on. That's Okay. fine. Yeah. Sure, sure. Okay, I will stop the record.